အားလုံးပဲမင်္ဂလာပါရှင်ခုပြောချင်တာကတော့လို့မိဘတွေမောင်နှမတွေဘယ်သူဖြစ်ပေါ့နော်နိုင်ငံခြားမှာကိုမိသားစုဒီမှာနိုင်ငံခြားမှာလှုပ်လို့ပြီးတော့မိသားစုကိုပံ့ပိုးတဲ့သူရှိလို့ရှိရင်မိဘတွေအနေနဲ့ညီကောင်မောင်နှမတွေအနေနဲ့ပတ်စံပဲတမ်းမတောင်းပေးနဲ့နွေနွေထွေထွေလေးစကားပြောစရှင်နေပေါ့နော်နံပါတ်1ပါပေမန်ပါတယ်သူများနိုင်ငံမင်းနေတာပေါ့နော်အရင်ကထက်ပူဆိုးလာတယ်ပေါ့နော်စစ်ပွဲဖြစ်ပါတယ်ဆိုမှအရေးကြီးတယ်ဟုတ်သေးတယ်စင်ပြသေးတယ်ငထင်ထက်လို့မြန်မာနိုင်ငံကဘေးအခြေအနေရှိတယ်ဆိုတာနိုင်ငံတကာတည်တယ်ပေါ့နော်ဆိုတော့ပို့ပြီးတော့နှင်ခံရပါတယ်အရင်ထက်ပို့ပြီးတော့လေဗာလေဒီလိုမျိုးထောင်နေတဲ့မာနဲ့လေအကုန်လုံးရိုက်ကြိုးကုန်ပါတယ်အဲ့လိုမျိုးပေါ့နော်လုံးဝကိုမလွေပါဘူးအတကပါလေမာနကပါလေလုံးဝကိုပြန်ပြီးတော့ရှာဖွေရမယ့်အချိန်ဖြစ်နေပေါ့နော်အဲ့လောက်ထိဖြစ်နေပါတယ်အောက်ကျရတာပေါ့နော်လူအောက်ကျလို့မတည်ဘူးဆိုပေမဲ့လည်းအဲ့လောက်ကြည့်ကြတော့လူငယ်တယောက်အနေနဲ့ဆိုတော့လေနော်မလွယ်ဘူးပေါ့နော်ဖန်စီတွေတားမြပါတယ်အဲ့ဒီကြမှာပုံမှန်ပတ်စံပို့ပေးနိုင်တယ်တာသမီတွေရှိမယ်မိသားစုရှိမယ်ဆိုရင်ကောင်းကောင်းမစကားပြောပေးပါချိန်မီဖန်ခံနိုင်ပါတယ်မလေးရှားမှာနေတဲ့လူပေါ့နော်နိုင်ငံစင်ကာပူမှာနေတဲ့လူလည်းအတူတူပါပဲတထေးတွေကတားနိုင်ပါတယ်ချင်းချောက်ပါတယ်အဲ့လိုမျိုးတွေရှိပေါ့နော်ဆိုတော့ကိုယ်ပတ်စံပို့ပေးတဲ့လူကိုရိုင်းဆိုင်လို့လေတမနေတော့မပြောကြပါနဲ့လို့ခန်းစားလို့လေနော်တခါလေကြာရင်ကိုတားပင်မနဲ့လုံးမလေးအဆင်မပြေဘူးလေးကြပြိုကြချင်နေတဲ့ချိန်မှာပေါ့နော်အင်္ဂါလူတွေဖုန်းဆက်လာတဲ့ခါကျလေတမနဲ့ကြာရင်လေတမနဲ့ပြောတယ်ခံရတဲ့ခါကျရင်အသက်တောင်မှရှင်စင်စိတ်မရှိအောင်စိတ်ကုန်တယ်ပေါ့နော်လူတွေဖြစ်ပါတယ်လို့ကျမတို့လည်းနိုင်ငံခြားမှာလုံနေရတာဆိုပေမဲ့နှုတ်ပြိုတဲ့အရွယ်ကိုပေးဆက်ရတယ်ပေါ့နော်ကျမတို့ရဲ့တစ်နှစ်တာနှုတ်ပြိုမှုတွေကိုဒီအလုပ်ထမှာရင်းနှီးမြှုပ်နှံထားတာပါကျမတို့ရဲ့နှုတ်ပြိုတဲ့အချင်းကိုပေးဆက်ပြီးမှရလာတဲ့ပတ်စံတွေပေါ့နော်ပြောရမယ်ဆိုရင်အသက်ကိုပေးဆက်ရတာမျိုးပဲတူပဲပေါ့နော်ချိန်မြေးတည်သွားနိုင်တယ်နော်သူတို့မကျင်တဲ့ဒါတို့ဘာတို့အဲ့လိုမျိုးပေါ့ရှိရပေါ့နော်ကျမဆိုရင်လေဘာဖြစ်လို့ပြောရတာလဲဆိုရင်ကျမလည်းပါကုန်း16ကျမှမင်္ဂလေးတယောက်တည်းလှုပ်လို့ရတာမဟုတ်လို့ပါပြောတာပါဘူးနော်နေတိုင်းရင်ဖြစ်ရတယ်ကျမတို့လည်းနေတိုင်းရင်ဖြစ်ရတယ်ကျမတို့ပြောတယ်ဒီနေ့လူတက်မှုတွေဖြစ်ကုန်လိမ့်မယ်ငါအဲ့လောက်ထိဟလိုမျိုးတွေဆိုကားပေါ်ကားတွေမကြိုက်ဘူးပေါ့နော်အဲ့လိုပြောထားပါတယ်တို့အမလေးတွေကလည်းခီးမဆိုင်ပါဘူးပေါ့နော်ခီးမဆိုင်ပါဘူးတိုင်ပြောလဲကိုကမြန်မာလူမျိုးရ overstay တွေညားတယ်လေနော်ဆိုတော့အကြောင်းမလို့ပါမီယူလည်းပိတ်ထားတာကြာလှပြီမဖွင့်ပေးဘူးပေါ့နေဘေးရမလွယ်ဘူးရှင်လူမျိုးနိုင်ငံမှာနေရတာနည်းနည်းထွေးမပြောပေးနိုင်တော့မှစောစောကားတွေမပြောပါနဲ့ခမည်းကသူ့ကိုလိုအပ်တယ်ဆိုရင်နော်ဖုန်းတောင်မှကျမတို့ခယူးဆိုင်ရတယ်နော်ဖုန်းတစ်လုံးကိုအမြဲတမ်းစောင့်ရှောက်ပေးတဲ့သူကိုဆွေးပို့တော့မှကောင်းကောင်းမွန်မွန်ဆက်ဆံရမှာပေါ့နော်အဲ့ဒါပြောချင်ပါတယ်ကျမတို့နိုင်ငံခြားရောက်တဲ့လူတွေနဲ့မှလည်းအိမ်မရှိတဲ့ပန်းတိုင်ရှိဘူးနော်ပိုးဆိုတာကအိမ်ထောင်တွေပေါ့နော်အိမ်ထောင်တွေတယောက်ကအိမ်မရှိဘူးရမရှိဘူးဆိုရင်အရင်ကမှအဆင်ပြေဘူးပေါ့နော်သူတို့မှ plan တွေရှိပေါ့နော်နားလေးပြည့်ရှင်ပါတယ်အဲ့ဒါကိုမလို့ဘူးဒီချိန်မှာကလေးတွေလည်းအရင်ဆိုးတယ်ကျမမြင်တွေ့ရသလားအခု
15နှစ်16နှစ်တည်းအရင်ဆိုးပါတယ်စကားလည်းနားမထောင်ဘူးကင်ကန်နေဖြစ်များတယ်ပေါ့နော်စိတ်သူတို့ပေးတဲ့စိတ်ဒုက္ခတစ်မျိုးပေါ့နော်မိဘတွေပေးတဲ့စိတ်ဒုက္ခတစ်မျိုးပေါ့နော်အလုံးမှာကတော်တာထွဲရတာဘာတစ်မျိုးပေါ့နော်မလွေပါဘူးလို့တေယုံမတေမတက်ပဲမတေယုံပဲရှိတယ်ပေါ့နော်လူကစိတ်မပါလဲလုပ်ရတယ်ဒီတိုင်းပဲဘာဖြစ်လို့ဆိုတော့ဝန်တထွားရှိနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဝန်တထွားအပြင်ကိုမှမိသားစုရဲ့ဝန်ကြီးကရှိသေးတယ်ဆိုတော့မတော်ချင်လေတော်ရတော့ပေါ့နော်ရက်ပြလိုက်ချင်ပေမဲ့ဆက်သွားမိတယ်ပေါ့နော်အလိုတွေဖြစ်နေပါတယ်လို့ကျေးဇူးပါလို့အဆုံးထိကြည့်ပါ